လုံခြုံရေးနဲ့လက်ဆက်ရေးရာဝန်ကြီးပုံမှုကြီးအောင်ဝင်းအောင်ကရှင်းလင်းဆွေးနွေးပေးလာရန်လေးစားစွာပန်ကြားပါတယ်ရှင် အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ချင်းပြည်နယ်ဆိုတော့ဖွဲ့ဝင်လုံခြုံရေးနဲ့လက်ဆက်ဝန်ကြီးပုံမှုကြီးအောင်ဝင်းအောင်ဖြစ်ပါတယ်ချင်းပြည်နယ်ဆိုတော့ဖွဲ့ဖူးချတတိယတနစ်တာတန်းကာလအတွက်ကျွန်တော်လုံခြုံရေးနဲ့လက်ဆက်ဝန်ကြီးကိုရောမှုအောက်မှာရှိတဲ့တပ်ဖွဲ့ဒီဌာနများရဲ့လုပ်ငန်းဆောင်ရွက်မှုကိုရှင်းလင်းဒီမှာတော့ဖြစ်ပါတယ်။ဘာလို့ဆိုပြည်နယ်ရဲတပ်ဖွဲ့အနေနဲ့ကျွန်တော်ချင်းပြည်နယ်အတွင်းမှာပြည်နယ်ရဲတပ်ဖွဲ့မူရုံတရုံခရိုင်ရဲတပ်ဖွဲ့မူရုံ၄ရုံမြို့နယ်ရဲတပ်ဖွဲ့မူရုံမြို့မှာရဲစခန်း9ခုနယ်မြေရဲစခန်း10ခုရဲကစခန်း16ခုလုံခြုံရေးရဲက15ခုရှိပြီးတော့မှာရဲတပ်ဖွဲ့ဝင်တွေအား146ခုအခြားစီ1199စုစုပေါင်း1345ဦးလို့လည်းကျွန်တော်တို့ချင်းပြည်နယ်ရဲ့လုံခြုံရေးဒီရေးနဲ့တရားဥပဒေစိုးမိုးရေးကိုဆောင်ရွက်ရှိကြောင်းကျွန်တော်တို့လည်းပြောပြလိုပါတယ်။ဒါ့အပြင်ကျွန်တော်တို့ခရိုင်မြို့နယ်လိုက်မှာကျွန်တော်တို့ဌာနဆိုင်ရာဥပဒေစစ်ဆေးရေးများဖွင့်လှစ်ပြီးတော့မှလည်းကျွန်တော်တို့လုံခြုံရေးနဲ့ဒီနေ့တိုင်းကိုပဲဆောင်ရွက်ရရှိကြောင်းလည်းကျွန်တော်တို့လည်းပြောပြလိုပါတယ်။စိတ်နဲ့တွင်ကိုယ်စီဝါများတရားဝင်ပစ္စည်းများကြောင်းဝင်ပဲတရားဝင်လိုက်စတဲ့မော်တော်ယာဉ်စိုက်ကယ်များဝယ်ရောက်မှုရှိစီပဲကျွန်တော်တို့ရှင်းဖို့ပြဆောင်ရွက်လည်းရှိပါတယ်။ကျွန်တော်တို့2019ဘဏ္ဍာနှစ်မှာကျွန်တော်တို့ဒီဘိန်းဆိုင်ရာဒီမြို့မှာဘိန်းဆိုင်ကျိုးမှုရှိစီဆိုကျွန်တော်တို့တက်ရဲဌာနများပူးပေါင်းဖွဲ့များကျွန်တော်တို့လုံးစာမျိုးတွေမှာကျွန်တော်တို့ဘိန်းကြီးများတက်စီနဲ့ကျင်းလိုက်တဲ့တက်စီခဲ့ပါတယ်။ပထမချိန်မှာ123ရာဒုတိယချိန်မှာဘိန်းမျိုး17ရာစုစုပေါင်း134ရာကိုလည်းတက်စီခဲ့ပါတယ်။ဘိန်းဆိုင်ကျိုးမှုပေါက်ပြောက်ရေးပါတယ်ကျွန်တော်တို့ဒီနေ့ဆိုရအဖွဲ့ကြီးကြပ်ကူမှုနဲ့ကျွန်တော်တို့ဘိန်းစားလို့ပြည်နယ်မှာပြည်တဲ့စပါးပြောကော်ဖီလက်မီဩဇာအခြားသောအကျိုးပြုများကိုလည်းနှစ်စဉ်ထောက်ပံ့ပေးတဲ့စီကြောင်းကိုလည်းဒီပြရပါတယ်ကျွန်တော်တို့မူရည်စေဝါကျင်းစင်ရေးအတွက်လည်းအရှင်းရေးအတွက်ကျွန်တော်စီမံချက်တစ်ပါးတိုင်းကျွန်တော်တို့ကောင်းတဲ့ပေါ်ဆောင်ရွက်ရှိတဲ့အခါမှာကျွန်တော်တို့ဒီဘက်မှာကလာဘက်မှာကျွန်တော်တို့ဖန်စီရမှု15မှုရှိပြီပါတယ်မူရည်စေဝါဖြစ်တဲ့ဘိန်းဖြူ124.58ဂရမ်ဘိန်းမဲ3.5ကီလိုဂရမ်ဘိန်းစိ3.58ဂရမ်စိတ်ကြော့ဒီလိုစီးပြ800စုစုပေါင်းကလတ်တန်ကို22တန်းကျော်ကျွန်တော်တို့ဖန်စီရခဲ့ပါတယ်တရားမဝင်ဖန်စီရမှုတွေနဲ့တော့ကျွန်တော်တို့ကိုမှုဖန်စီရရှိပြီးတော့မှတက်တန်ချင်း34တန်းကျော်ကျွန်တော်တို့ဖန်စီရခဲ့ပါတယ်တရားမဝင်ကိုပစ္စည်းဖန်စီရမှုတွေနဲ့တော့26မှုကျွန်တော်တို့ဖန်စီပြီးဆောင်ရွက်တဲ့ချိန်မှာကြောင့်လည်းပြပြပါတယ်ကျွန်တော်တို့ရင်းစည်းကလမ်းစည်းကကျွန်တော်တို့ဘောရင်းတိုင်ငယ်များမစင်းမင်းဘောလုံးမှုတော့ဒေတာကမှုတိတ်မမှုများကျွန်တော်တို့ဒီဘက်ကလာမှာ134ကျင်းသွားခဲ့ပါတယ်ဒီဆုံးတဲ့ဦးရေနဲ့56ဦးရှိပြီးတော့149ဦးရရှိတာပဲကျွန်တော်တို့တွေ့ရှိရပါတယ်ဒါကြောင့်မို့ရင်းဆိုင်ငယ်များစီကံမဲ့ဘောလုံးမှုရှိစေဆိုရင်ဒိုင်စင်မဲ့ရင်းဆိုင်ငယ်များကိုကျွန်တော်တို့ရေးယူဆွဲခဲ့တာမှာကျွန်တော်စီမံချက်ကာလအတွင်းမှာစုစုပေါင်း2970မှုတရားစွဲဆိုခဲ့ပြီးတော့မှတရားရုံးတံငွေ90တန်းကျော်ကျွန်တော်တို့ရရှိခဲ့ပါတယ်စီမံချက်ကာလအတွင်းမှာလည်းဒိုင်စင်မဲ့ကဘော်ရိုရင်ပရစီကိုလည်းကျွန်တော်တို့ဖန်တီးရေးဆောင်ခဲ့ပါကြောင်းလည်းပြောပြရပါတယ်ဆက်လက်ပြီးကျွန်တော်တို့မိသက်ဦးစီးဌာနအနေနဲ့ကျွန်တော်ချင်းပြည်နယ်အတွင်းမှာမိလောင်မှုများနဲ့ပတ်သက်ပြီးတရက်4လ2018ရက်နေ့မှာစယနေ့မိလောင်မှုချိန်ပေါင်း30ကြိမ်ဖြစ်ပေါ်ခဲ့ပြီးတော့မှသေဆုံးသူ4ဦးဒဏ်ရာရသူ4ဦးပြီးတော့ဆုံးရှုံးမှုတန်ဖိုး65.4သန်းကျော်ဆုံးရှုံးခဲ့ကြပါဆုံးရှုံးခဲ့ပါကြောင်းလည်းဒီပြပါတယ်ဒီပြီးအဲ့ဒီတိုးတင်ကောက်ဝေးဆိုင်ရာပညာပေးကျွန်တော်တို့လုပ်ငန်းများကိုလည်းဆောင်ရွက်နေပါတယ်ပြည်နယ်တွင်းကြီးဌာနဆိုင်ရာရုံးများကျောင်းများရက်ွက်ကြီးအောင်များပါတယ်ကျွန်တော်တို့ပညာပေးလုပ်ငန်းများကိုစုစုပေါင်း146ကြိမ်ပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်းလည်းဒီပြလိုပါတယ်ချင်းပြည်နယ်တွင်ပြီးတော့မှုဒေါ်လေးစီနဲ့တဘာဝဘေးရည်တွေများဖြစ်ပေါ်လာပါကအလင်းမြန်တုံ့ပြန်ဆောင်ရွက်နိုင်ရင်လည်းပြီးတဲ့စပယ်များပြီးတဲ့ရင်များရှောင်းဝေးကြတဲ့ကျွန်တော်တို့ရင်များပစ္စည်းများကိုလည်းကျွန်တော်သိစဉ်ဖြစ်တင်ဆောင်ရွက်ပြီးလို့ရှိကြမှုလည်းဒီဘက်ပါတယ်2019ခုဒီဘက်မှာဘာသာရေးကာလမှာကျွန်တော်တို့ပြီးတဲ့စကန်3ခုကကျွန်တော်တို့ခိုင်ခိုင်ဝေဘူးလာရဲ့ဘုံစိုးရဲ့ကျွန်တော်တို့ကိုချက်ဖွင့်လုပ်ခဲ့ပြီးဖြစ်ပါတယ်ဆက်လက်ပြီးတော့လည်း2019 2020ဘာသာရေးမှာလည်းကျွန်တော်တို့
မိသားစုကထပ်ပါပြီးတော့မှမော်ဒနာမကွေးအင်းတီးစားတဲ့နေမျိုးလည်းထပ်တော့မှအခုချက်ဖွင့်ရတော့မှဖြစ်ပါတယ်ကျန်တဲ့ကျွန်တော်တို့ဒေမီမိသားစုကကိုဘူးလေဘာနာငွေရရှိတဲ့ပုံမူပြီးတော့ဆက်လက်ပြီးတော့မှအခုချက်ဖွင့်ရစီစဉ်ဆောင်ရွက်ရှိပါကြောင်းလည်းကျွန်တော်အနေနဲ့ပြပြပါတယ်ဆိုလိုတဲ့အတွက်အချိန်ကာလအလျောက်ပြပေါ်လာတဲ့ဘောဒီအနေများကိုချက်ချင်းလုပ်ရတဲ့အတွက်ရှာဖွေပေးစိလုပ်ငန်းများပြန်ခေါ်ပေးလိုက်ပါ ကိုယ်ကိုယ်ကိုကျွန်တော်ကိုယ်ကိုဖွဲ့ဝင်စေနဲ့ဖွဲ့စည်းခဲ့ပါတယ်လုပ်ငန်းတော်ကိုဆက်လက်ကောင်းတဲ့ပုံဆောင်ရွက်နေတဲ့အတွက်လူနယ်ကရှာဖွေပေးစိတပ်ဖွဲ့ဝင်35ဦးစီပါဝင်တဲ့ရှာဖွေပေးစိတပ်စုစုကိုဖွဲ့စည်းထားရှိပါတယ်လူနယ်ကိုမျိုးနယ်မှာကျွန်တော်တို့ဖွဲ့စည်းထားရှိပြီးတော့မှအချိန်နဲ့တပြေးညီကူညီပေးစေနိုင်ရတဲ့အတွက်ကျွန်တော်တို့ဆောင်ရွက်ရရှိပါကြောင်းကိုတင်ပြပါတယ်ဆက်လက်ပြီးတော့ဒေသဒေသနဲ့တိုင်းသားလူမျိုးများပြည်သူ့ဦးစီးဌာနကျွန်တော်တို့ပြည်နယ်ပြည်မှုကြီးချက်ရုံးအနေနဲ့တော့ကျွန်တော်တို့တော့ရှိတဲ့ဆောင်းစကူပါတိုင်းနဲ့ပြည်တော်စုဘာသာရေးဝင်နဲ့ကျွန်တော်တို့တန်းရှိတောင်ကျော်ဒီလုပ်ငန်းပေါင်းစုစုပေါင်း145ခုရှိပါတယ်ကျွန်တော်ပြည်နယ်ရန်ကုန်ဝင်နဲ့တော့ဘာသာဝင်ရန်ကုန်ဝင်ချက်တန်းပေါင်း1000ကျော်နဲ့ကျွန်တော်တို့လုပ်ငန်း416ခုကိုဆောင်ရွက်နေရှိပါတယ်စုစုပေါင်းပြည်နယ်နဲ့ပြည်တော်စုကိုကျွန်တော်တို့ဘာသာဝင်ရန်ကုန်တင်ပြမှုဆိုရင်19148.965နဲ့လုပ်ငန်းစုစုပေါင်း960ခုကိုကျွန်တော်တို့ဒီတော့ပြည်ရဲ့ဆောင်ရွက်ပေးတဲ့ရှိပါကြောင်းကိုလည်းကျွန်တော်လည်းပြပြအပ်ပါတယ်တတိယကျင်းကျွန်တော်တို့အိန္ဒိယထောက်ပံ့ဝင်ရတဲ့စုစုပေါင်းဝေကျက်3689တန်းနဲ့လည်းကျွန်တော်တို့ဆောင်ရွက်ပြီးခဲ့ပါကြောင်းကိုလည်းဆောင်ရွက်ပြီးတဲ့လုပ်ငန်းတွေကတော့ကျွန်တော်တို့ညီလန်းနဲ့ဆောင်ရွက်ပြီးတာရှိပါတယ်ကွန်ကရစ်လန်းပညာရေးကျန်းမာရေးကျွန်တော်တို့ဘာသာရေးအဆောက်အဦများရေးပြီးစသဖြင့်ရေးပြီးရရှိရေးကျွန်တော်တမူးနဲ့နေရာများဆိုင်ကယ်နဲ့ဆက်ပြီးဒါတွေတရားများကွန်ကရစ်ဓာတ်များဒူးဓာတ်များကိုလည်းကျွန်တော်ရတနာနဲ့ဒေသပြည်သူများကိုဆောင်းပေးလို့ရှိပါကြောင်းကိုလည်းပြပြအပ်ပါတယ်ပြီးဆက်လက်ပြီးတော့ပညာရေးနဲ့လေ့ကျင့်ရေးဦးစီးဌာနအနေနဲ့ကျွန်တော်ချင်းပြည်နယ်မှာဒေသဒေသတိုင်းသားလူငယ်များပြည်သူ့တင်တဲ့ကျောင်း10ကျောင်းရှိပါတယ်အမျိုးသမီးအိမ်လူမှုတမူးလုပ်ငန်းပြည်နယ်တင်ကျောင်း6ကျောင်းရှိပါတယ်1999တော့ပညာသင်တဲ့ကစပြီးဒီခုချိန်ပြီးကျွန်တော်တို့ကျောင်းသားကျောင်းသူများကိုပြုစုပြတော့ပြီးလို့ရှိတာတက္ကသိုလ်ဝင်တဲ့အောင်မြင်တဲ့ကျောင်းသားကျောင်းသူများတွေတက္ကသိုလ်ဒီဂရီကောလိပ်များမှာတက်ရောက်ပြီးတော့မှဝင်ကြီးဌာနဆက်ရှိမှုမှာရာထမှုသားဖြင့်စုစုပေါင်း158ဦးနဲ့တာဝန်ထမ်းဆောင်တဲ့စီကြောင်းတွေတင်ပြပါတယ်တက္ကသိုလ်ဒီဂရီကောလိပ်တက်ရောက်ဆဲ210ဦးရှိပြီးတော့မှ2019 2020ပညာသင်တဲ့မှာကျောင်းသားကျောင်းသူစုစုပေါင်း1160ဦးကိုလည်းကျွန်တော်တို့ပြုစုလေ့ကျင့်ပြုတော်ပေးတဲ့ရှိပါကြောင်းကိုလည်းတင်ပြပါတယ်အမျိုးသမီးအိမ်လူမှုတမွေးပညာသင်တန်းကျောင်း6ကျောင်းရှိပြီးတော့မှအခြေခံအဆင့်မြင့်စက်ချုပ်သင်တန်းများလက်မှုသင်တန်းများကိုဖွင့်လှစ်ပို့ချသင်ကြားပေးတဲ့ရှိပါကျွန်တော်တို့ရင်းနှီးချင်သင်တန်းသူစုစုပေါင်း13236ကိုဝိလုပေးခဲ့ပြီးဖြစ်ပါတယ်စုစုပေါင်း959နဲ့ကိုပိုင်တက်မွေးဝမ်းကြောင်းလောက်ကခံပြီးပေးနိုင်ကြပါတယ်2018 2019ဘဏ္ဍာနှစ်မှာကျွန်တော်တို့ဒုတိယကြိမ်ဖွင့်လှစ်တဲ့သင်တန်းမှာသင်တန်းသူ389ခုနဲ့သင်ကြားပို့ချပေးတဲ့ရှိပါကြောင်းကိုလည်းတင်ပြပါတယ်ကျွန်တော်အနေနဲ့ချင်းနဲ့အတွင်းလုံခြုံရေးပြည်နယ်ရေးနဲ့တရားဥပဒေစိုးမိုးရေးလုပ်ငန်းများပြီးဒေသဖွံ့ဖြိုးရေးဒေသဖွံ့ဖြိုးတဲ့လုပ်ငန်းများကိုလည်းအလေးထားကြိုးပမ်းဆောင်ရွက်ရှိပါကြောင်းကိုလည်းတင်ပြပါတယ်အားလုံးကိုကျေးဇူးတင်